အားလုံးပဲမင်္ဂလာပါပိုလန်ခြေဆိုင် KSW ဖွဲ့စည်းကအောင်လာကိုခေါ်ယူမယ်ဆိုတဲ့သတင်းကနာမည်ထွက်နေပါတယ်အောင်လာပြောင်းရွှေ့ဖို့ဖြစ်နိုင်မလားဆိုတာစဉ်းစားကြရပါပဲဖြစ်စဉ်ကအောင်လာရဲ့ကလစ်ကလကဖိုင်တာ2ယောက်ကို KSW မှာထိုးဖို့နီးပြလုပ်ပေးပိုလန်နိုင်ငံကိုရောက်ရှိခဲ့ပါတယ်ပိုလန်နိုင်ငံသားတွေလည်းနွေးနွေးထွေးထွေးကြိုဆိုခဲ့ပါတယ်သတင်းမီဒီယာတွေလည်းအင်တာဗျူးများလုပ်ခဲ့ကြပါတယ်KSW ပိုင်ရှင်မာတင်လီယွန်ဒေါစကီနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။လီယွန်ဒေါစကီကလည်းအောင်လာကိုခေါ်ယူခြင်းနဲ့ပုံရိပ်တွေတွေ့မြင်ရပါတယ်။ဒါပေမဲ့လည်းဝမ်ချန်ပီယံရှစ်နဲ့စာချုပ်မကုန်သေးပါဘူး။အခုနှစ်ကုန်လောက်ဆိုရင်စာချုပ်တန်းကုန်ဆုံးပါတော့မယ်။စာချုပ်အရ2နှစ်6ပွဲဆိုပြီးချုပ်ဆိုထားပါတယ်။ခုနှစ်ကုန်တော့2နှစ်ပြည့်ပါပြီ။ပွဲအရဆိုရင်တော့2ပွဲပဲထိုးရပါသေးတယ်4ပွဲကျန်ရှိပါသေးတယ်4ပွဲကျန်တာကလည်းဝမ်ချန်ပီယံရှစ်ဘက်ကပွဲမစီစဉ်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်နှစ်ကုန်ခါနီးတပွဲထိုးပြီးစာချုပ်တန်းကုန်ဆုံးသွားနိုင်ပါတယ်အသက်အရွယ်ကလက်ရှိ40နောက်နေ့ဆိုရင်တော့42နှစ်အနားယူသိနေပါပြီကျွန်တော်တို့တွေသူ့ရဲ့ပွဲတွေကြည့်ချင်နေပါတော့မယ်ဒါမဲ့အသက်အရွယ်ကအနားယူသိနေပါပြီKSW ကတော့အောင်လာလက်ခံရင်တေချာပေါ့ခေါ်ယူသွားမှာပါသူတို့ကလည်းအောင်လာပြည်သက်တွေအကြောင်းကိုသိပါတယ်အာရှစေဘက်ကိုထိုးပေါက်ဖို့အတွက်ပါစကားမဆက် KSW အကြောင်းလေးပြောပြချင်ပါတယ်ကျွန်တော်ရဲ့ channel လေးလည်း subscribe လုပ်ပေးကြပါဦး KSW ဖွဲ့စည်းကပိုလန်အခြေစိုက်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်2004ခုနှစ်မှာမာတင်လီယွန်ဒေါစကီနဲ့ကော်စကီတို့တည်ထောင်ခဲ့ပါတယ်အဖွဲ့အစည်းတန်းက22နှစ်ရှိပါပြီဝမ်ချန်ပီယံရှစ်နဲ့ရှင် KSW ကတာပါတယ်ပို့ပြီးတော့လည်းနာမည်ကြီးပါတယ်ဥရောပအဖွဲ့အစည်းလည်းဖြစ်ပါတယ်အသက်40ကျော်ဖိုင်တာတွေလည်းရှိပါတယ်ဒါပေမဲ့ဖိုင်တာတွေကကြမ်းကြမ်းတန်းတန်းနဲ့ဒူးသက်ကြပါတယ်ကြည့်လို့ကောင်းတယ်လို့ပြောလို့ရပါတယ်အောင်လာပြောင်းကအခုချိန်မှာပြောလို့မရသေးပါဘူးအသက်အရွယ်ရလိပြလုံးနိုင်ကြီးလည်းရှိပါတယ်ရန်နီယာရောဘိုနီကန်နဲ့ပွဲအတွက် struggle ပိုင်း training လုပ်ပေးခဲ့ပါသေးတယ်ရန်နီယာနိုင်ရတာအောင်လာရဲ့ကျေးဇူးတွေကြောင့်လည်းပါပါတယ်ကျွန်တော်အနေနဲ့ကတော့ဝမ်ချန်ပီယံရှစ်မှာတပွဲထိုးပြီးလိပြပွဲကနေပဲလုပ်စေချင်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရဲ့တင်ပြမှုလေးအမှားပါရင်အားလုံးတောင်းပါပါတယ်အားလုံးပဲကဆူရီယာနဲ့လွတ်ကင်းနိုင်ကြပါစေ